Hello, MED တဲ့ Vlogaholic ကနေပြီးတော့ပြန်လည်ကြိုဆိုပါရစေ။ဒီနေ့မှာတော့ဂျော်ဂရှိမကိုသွားရတဲ့ vlog ပြတာဖြစ်ပါတယ်။အားလုံးပဲကြည့်ရှုပေးကြပါအောင်ရှင်။အခုကတော့ဒီမီဆာကီပေါ့ကနေပြီးတော့ဂျော်ဂရှိမဘက်ကိုသွားဖို့တရားကြီးကိုဖြတ်နေရပဲဖြစ်ပါတယ်။ဒီတရားရဲ့အစင်းမှာရှိရဲ့ဒီကွေးလေးကလည်းတော်တော်လေးကိုပေါ့နော်။လှလုံးလို့ဗီဒီယိုရိုက်ထားမိပါတယ်။ဂျော်ဂရှိမကိုရောက်တဲ့အချိန်မှာတော့ဒီလိုလက်ဆောင်ပစ္စည်းလေးတွေဝယ်လို့ရတဲ့နေရာလေးတွေကိုတွေ့ရပါတယ်။ဒါကတော့ရေခဲမှုတ်ဆိုင်လေးပါ။ဆိုင်တွေကတော့အများကြီးတော့မရှိဘူးပေါ့နော်။ဒါကတော့ခုနဆိုင်ကန်းလေးတွေကနေပြီးတော့တက်လာလို့ရှိရင်မြင်ရတဲ့မြင်ကွင်းလေးတွေပဲဖြစ်ပါတယ်။ဒီမှာရှူခင်းလေးတွေကတော်တော်လာတော့ဓာတ်ပုံရိုက်လို့တော်တော်လေးကောင်းပါတယ်။ဂျော်ဂရှိမမှာဒီလိုလှပရဲ့ရှူခင်းတွေအပြင်ချစ်စရာကောင်းတဲ့ကြောင်လေးတွေလည်းရှိပါတယ်။ကြောင်လေးတွေကတော့ဒီအများကြီးတော့မတွေ့ခဲ့ဘူးပေါ့နော်သွားရင်းနေ့မှာတော့3-5ကောင်လို့တွေ့ခဲ့ပါတယ်ဒီနေရာလေးကတော့ကျွန်းရဲ့အပေါ်နားလေးကိုဆက်တက်လိုက်လို့ရှိရင်လေကားနဲ့လေတွေရှိပါတယ်အဲ့လေကားလေးတွေကနေတက်သွားမယ်ဆိုလို့ရှိရင်ခုနကကျွန်းတွေကိုအပေါ်စီးကနေပြီးတော့တော်လေးလှပမြင်ရမှာဖြစ်ပါတယ်ဒါကတော့လေကားလေးတက်သွားပြီးရဲ့အချိန်မှာမြင်ရတဲ့မြင်ကွင်းပေါ့နော်လေကနေတက်လာပြီးလို့ရှိရင်အပေါ်မှာဒီလိုလမ်းလေးရှိပါတယ်အဆုံးထိတော့မလျှောက်ခဲ့တော့ဘူးเนาะနည်းနည်းလေးလဲသွားတဲ့ချိန်ကနည်းနည်းလေးနောက်ကျနေပြီဆိုတော့ဒီလျှောက်လန်းတွေကလည်းတော်တော်လေးလမ်းလျှောက်လို့ကောင်းပါတယ်တပုံရိုင်လည်းတော်တော်လှပါတယ်ဒီကျွန်းကြီးအားလုံးအပေါ်ကနေပြီးတော့ကြည့်နေရတဲ့ feeling လေးကတကယ်ကိုမိုက်ပါတယ်ပိတ်ရမှာအနားယူခြင်းနဲ့ပန်းဖြည့်ခြင်းနဲ့ဆိုရင်တော့မိသားစုနဲ့ပဲဖြစ်ဖြစ်တင်ငယ်ချင်းနဲ့ပဲဖြစ်ဖြစ်ချစ်သူကြီးစားဖြစ်ဖြစ်သွားဖို့အရန်တင့်တော်တဲ့နေရာလေးဖြစ်ပါတယ်နောက်ထပ်သွားခဲ့တဲ့နေရာလေးကတော့ဒီဂျော်ဂရှိမကျွန်းနာကမိပြတိုက်ဖြစ်ပါတယ်ဒီမိပြတိုက်လေးကတော့ဂျော်ဂရှိမကျွန်းဘက်ကိုမရောက်ခင်ဒီဘက်ချန်လေးမှာရှိတဲ့လှေကားလေးကနေတစ်ဆင့်သွားရတာဖြစ်ပါတယ်ဒါကတော့ဒီမိပြတိုက်မရောက်ခင်အောက်တစ်ဆင့်နာလေးမှာရှိတဲ့ရုပ်ထုလေးနောက်ရှုခင်းလေးပါခုမြင်နေရတာကတော့ဒီဂျော်ဂရှိမမိပြတိုက်ပဲဖြစ်ပါတယ်မိပြတိုက်ကိုသွားတဲ့လမ်းလေးမှာတပ်ပုံရိုက်လို့လည်းတော်တော်လေးလှပါတယ်ဒါကတော့မိပြတိုက်နာကနေပြီးမြင်ရမြင်ကွင်းဖြစ်ပါတယ်မိပြတိုက်ရဲ့အပေါ်ကတော့တက်လို့တော့မရဘူးပေါ့နော်ဒါပေမဲ့အဲ့ဒီအောက်ကလေးမှာရှိရဲ့ဒီဂျော်ဂရှိမအမတ်တရနေရာလေးတွေအခုရိုက်ပြတိုင်းနေရာလေးတွေခုနကဂျော်ဂရှိမဆိုပြီးတော့အသေးပုံနေရာလေးတွေအဲ့ဒီနေရာလေးတွေကတပ်ပုံရိုက်လို့တော်တော်လေးလှပါတယ်ဒီလိုပိတ်ရမှာအပန်းနဲ့ဖြည့်ခြင်းနဲ့ဓာတ်ပုံလှလေးလည်းရိုက်ခြင်းနဲ့ဆိုရင်တော့ဂျော်ဂရှိမကိုသွားဖို့တိုက်တွန်းပါတယ်ကြည့်ရှုပေးကြတဲ့အတွက်အားလုံးအများကြီးကျေးဇူးတင်ပါတယ်ရှင် bye bye see you in the next vlogs